မိုက်ကယ်ကာရီလက်ထက်မှာ United တို့အနေနဲ့9ပွဲဆက်နိုင်ပွဲကဆက်ပြီးတော့ဖြစ်လာမလားအားလုံးပဲမင်္ဂလာပါကိုတူတာဖော်ဖော်တစ်ကနေပြီးတော့ညီကိုတွေအားလုံးကိုပြန်နေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့မှာတော့ဒါ Premier League ပွဲစဉ်တွေရှိမယ်ပေါ့နော် Premier League ပွဲစဉ်တော်တော်များများရှိမယ်၄-5ပွဲလောက်ရှိမယ်ဒီအပြင်ကိုမှကျွန်တော်တို့ Italy Super Cup ပွဲစဉ်တွေလည်းရှိမယ်ပေါ့နော်ဆိုတော့ဒီပွဲတွေကဒါ Premier League ပွဲတွေကဘာလို့ပုံမှန်တဲ့ စောပြီးကဲလဲဆိုတော့ကျွန်တော်တို့အခုလာမယ့်စနေတနင်္ဂနွေရက်ကဒါ FA Cup ပွဲစဉ်တွေနဲ့တိုက်နေတာဖြစ်တဲ့အတွက်ကတော့ဒါ Premier League ပွဲတွေကဒီကြားထဲမှာစောပြီးတော့ကံမှာဖြစ်တယ်ဆိုတော့ဒီနေ့မှာတော့ဒါကျွန်တော်ထုံးစံတိုင်းပဲပေါ့နော်ဒါကျွန်တော်ဗီဒီယိုတွေကိုကြည့်တဲ့ညီကိုတွေဆိုလို့ရှိရင်သိလိမ့်မယ်ဒါ United ပွဲရှိတဲ့နေ့ဆိုလို့ရှိရင်တော့ကျွန်တော်နှစ်ပွဲရိုက်ပေးပါတယ်ဒါ Manchester United တပွဲနဲ့ဒါနောက်ထပ်ကျွန်တော်ရဲ့စိတ်ကြိုက်တပွဲကောင်းဆိုပြီးတော့နောက်တပွဲပေါ့နော်ဒီလိုဗီဒီယိုနှစ်ပုတ်ရိုက်ပေးတာဖြစ်တဲ့အတွက်ဒါနောက်ထပ်တစ်ပုတ်လည်းထပ်လာမယ်ပေါ့နော်ဆိုတော့ဒီနေ့မှာဒါ Manchester United အနေနဲ့ West Ham ရဲ့ဒါအိမ်ဝင်းမှာကျွန်တော်တို့တွားပြီးတော့ရှင်းပြတော့ကစားရမယ် United တို့အနေနဲ့ West Ham နဲ့တွေ့လို့ရှိရင်ဒါခက်ခဲတယ်ဆိုတာတော့ပုံမှန်ပဲကျွန်တော်မနေ့ကဆိုလို့ရှိရင်ဒါ West Ham နဲ့တွေ့တိုင်းမှာကျွန်တော်တို့နှစ်ကြော်စလုံးကိုကျွန်တော်တို့ United ကရှုံးနေခဲ့တယ်ဆိုတော့ဒီနေ့မှာရောဒါ United အနေနဲ့ဒါအဝေးဝင်းကနေပြီးတော့ကျွန်တော်တို့ West Ham ကိုအနိုင်ယူနိုင်ပါမလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စဉ်းစားရရှိတယ်ဒါပေမဲ့လည်းမိုက်ကယ်ကာရီလက်ထက်မှာဒါအသင်းလိုက်ကစားပုံရောကစားသမားတွေရဲ့စိတ်သက်ပိုင်းရေးရပါဒါမြင်မာလာတဲ့ United အနေနဲ့ဒီချိန်မှာတော့ဒါ West Ham ကိုအဝေးဝင်းကနေနိုင်ယူနိုင်မလားဆိုတာတော့ကျွန်တော်တို့အတွက်စဉ်းစားရရှိတယ်ကျွန်တော်တို့ဈေးတန်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီဈေးကချက်စီအိမ်ဝင်းကနေပြီးတော့ West Ham ကိုဖောက်ထားတဲ့ဂျေဒါ United ကတော့အဝေးဝင်းကနေပြီးတစ်လုံးသွင်းရင်ပြား90အနိုင်ပေးထားပြီးတော့ဂိုးပေါင်းသေး3လုံးတည်ရင်မျိုးကိုပေးထားတယ်တစ်ဖက်က West Ham ကတော့ကျွန်တော်တို့တန်းစင်းဆုံးရုံအားရှိတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ Manchester United ရဲ့လက်ရှိဒီအသင်းလိုက်စုပွဲမှုနဲ့ကစားပုံကတော့နှစ်သိန်းလုံးအတွက်ကတော့ West Ham အတွက်ကဒါ Manchester United အကောခက်ခဲမဲ့အနေအထားမျိုးဆိုတာတော့လုံးဝသေးကြပဲလူစည်းရင်းပိုင်းကိုကြည့်မယ်ဆိုရင်တော့နှစ်သိန်းလုံးမှာကလူစည်းရင်းပိုင်းကပြည့်ပြည့်ဝပါပဲဒါလူစုံနီးပါးပါဝင်တာမှာကျွန်တော်တို့ဒီတစ်ဖက်ကဝက်ဆန်အသင်းရဲ့ဒီကစားသမားတွေကကျွန်တော်တို့ဒီပွဲမှာ United အတွက်သတိထားရမယ်ဆိုလို့ရှိရင်တော့ဒါ Summerville နဲ့ဒါ Fernandes ကတော်တော်လေး United အတွက်သတိထားရမယ်ကစားသမားတွေလို့ပြောလို့ရမယ်ကျွန်တော်တို့တခြားသတိထားရမှာကဒီယာဒီမှာဝက်ဆန်ကအိမ်ဝင်းတိုတဲ့12ပွဲကစားထားတဲ့အနေအထားမျိုးပါဝက်ဆန်ကအိမ်ဝင်းကို3ပွဲပဲနိုင်ထားတဲ့အနေအထားမျိုးရှိမယ်ဒါနောက်ဆုံးအိမ်ဝင်းနိုင်ထားတဲ့တပွဲကကျွန်တော်တို့ Sunderland ကိုအိမ်ဝင်းကနေဆိုပြီး 3-1 နဲ့နိုင်ထားတယ်နောက်တစ်ခါ QPR ကို 2-1 ဆိုတဲ့ရလဒ်မျိုးနဲ့နိုင်ထားတယ်ပေါ့နော်ဆိုတော့ United အနေနဲ့ဒါ West Ham ကိုဒီသူ့ရဲ့အိမ်ဝင်းမှာဒုက္ခပေးနိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်စဉ်းစားရရှိမယ်ပြီးတော့ကျွန်တော်တို့ဒီနေ့ထက်တွေးရမှာကဒီဂျေးတန်းကိုကြည့်လို့မရဘူးဆိုတာပါပဲဘာလို့လဲဆိုတော့ချက်စီအနေနဲ့ဝက်ဆန်ကိုအိမ်ဝင်းမှာကျွန်တော်တို့ဒီ1+50ဂျေးဖောက်ထားပြီးတော့3-2ဆိုတဲ့ရလဒ်နဲ့ဒါပြား90တဝက်အနိုင်နဲ့ဂျေးအောင်မြင်ခဲ့တာမျိုးဖြစ်တဲ့အတွက်ကတော့ဒါ United အနေနဲ့လည်းဒါဝက်ဟန်ကိုကျွန်တော်တို့ပြား90ရင်းပြီးကြည့်ရမယ်လို့ပဲကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့ United အနေနဲ့ဝက်ဟန်ကိုဒါအဝေးဝင်းကနေတကိုးကတော့တေချာပေါက်အတာနဲ့ဒါ Manchester United နိုင်ကိုနိုင်လိမ့်မယ်ကျွန်တော်တို့နှစ်ကိုးပြတ်ရင်တော့ကျွန်တော်တို့အတွက်အပြည့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒါဒီပွဲကိုဒါ Manchester United body ကိုပဲရွေးပြီးတော့ရင်းပြီးတော့ကြည့်ကြပါတယ်ကျွန်တော်အသင်းကိုကျွန်တော်ယုံကြည်ကြပါတယ်ဗျ9ပွဲစတိုင်းလဲနိုင်မယ်လို့လဲကျွန်တော်ယုံကြည်ချက်တွေရှိနေတဲ့အတွက်ဒါအရင်တော့လည်းမဟုတ်ဘူးเนาะအရင်တော့ဒါ United ပွဲရှိလို့ရှိရင် Filia တစ်မျိုးဗျာဘယ်လိုလဲနိုင်ပါမလားဆိုတဲ့ feeling မျိုးကဝင်နေဆိုပေမဲ့အခုမှတော့ဒါ Manchester United နိုင်ကိုနိုင်လိမ့်မယ်ဆိုတဲ့ဒါစိတ်သဘောမျိုးကဝင်နေတာဆိုတော့ကျွန်တော်ကတော့ဒါဒီနေ့အတွက်ကတော့Manchester United အသင်းရဲ့ body ကိုရွေးချယ်ပေးခြင်းပါတယ်ညီကိုတွေအနေနဲ့ကျွန်တော်လည်းအကြိုက်ဒီမှာလိုက်ကစားပါအကြိုက်တွေလက်လက်ဆိုဘက်ကန်ဆော်သားနိုင်ပါတယ်ညီကိုတွေနဲ့တပွဲကောင်းတွေမောင်းတွဲတွေလိုချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ Telegram channel ကိုလာခဲ့လို့ရပါတယ် Telegram မှာကျွန်တော်အများနဲ့ပွဲလေးတွေကိုတင်ပေးနေတာဖြစ်တဲ့အတွက်ညီကိုတွေအနေနဲ့ပွဲတွေလိုချင်တယ်ဆိုရင်တော့ Telegram ကိုလာခဲ့ပါပေါ့နော်ဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့ညီကိုတယောက်ချင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးငါရှိသောနေ့ရက်လေးဖြစ်ပါစေ